အခုဆိုကျွန်တော်တို့ကအဖေသူချန်တို့ဆိုင်ကယ်လေးစီးပြီးတော့ရောက်ရှိလို့လာပါပြီမောလိုက်တာဗျာဒီမှာဒီဆိုင်ကယ်လေးနဲ့တက်လိုက်အဖေသူချန်ရောက်ပါပြီလမ်းမှာခဏလောက်နားလိုက်ရဆိုင်ကယ်ဆက်တည်သွားလို့ဒါကတော့အဖေချန်ကော်ဖီနဲ့ပြိုးဝင်ဆိုင်မုံလေးဖြစ်ပါတယ်ဒီဆိုင်မုံလေးကနေပြီးတော့ဝင်ပေါက်ကနေပြီးတော့ရှောက်လန်းလေးမှာဒီဒီယာပန်းကလေးတွေကိုစိုက်ပျိုးထားပါတယ်နွယ်ပြဆန်းနဲ့နွယ်ပြဆန်းနားနေရနေကဲဒီသူချန်ရောက်ပါပြီ။ဥမာရှုကင်းကျွန်တော်လည်းမောလို့ရင်းနှီးချက်တစ်ခါကိုတောက်ခဲ့ပါတယ်။မှားထားတဲ့လက်ဖက်တုံးလေးစောင်းနေမဟုတ်ဗျာ။သူချန်ရောက်ပါပြီ။မောပြေလို့ပြီးသွားတော့သူ့ရှိတဲ့နေရာကိုဖိုတိုရိုက်ဖို့တောင်းလိုက်ပါအောင်မယ်။ဒီကတိုးတွေကိုအစာပါကိုယ်တိုင်ကျွေးလို့ရပါတယ်။သူစားတဲ့အစားအစာတော့မုံလာဦးလေးတွေဖြစ်ပါတယ်။အဲ့ဒါဝဒန်တရားဘာဘောဘာဘောသူ့ကောင်ကြီးကကျွန်တော်ကြည့်တာတော့အကောင်30လောက်တော့ရှိမယ်ထင်ပါတယ်ပန်းတွေကိုလည်းကြက်ကြက်နက်နက်စိုက်ပျိုးထားတာတွေ့ရပါတယ်ဒါကတော့ပူးစာတီလို့ခေါ်ပါတယ်နှလုံးသမားများအတွက်စီးဘက်ဝင်တယ်လို့ဒီကဒေသခံတွေကတော့ပြောပါတယ်သူ့ရဲ့အရသာကတော့ချူချင်းလေးနဲ့စားလို့တော့ကောင်းပါတယ်အခုလမ်းမြင်နေတဲ့တောင်ကတော့အိုးစီတောင်ဖြစ်ပါတယ်ကျွန်တော်တို့ညနေဆိုပြန်မယ်ဆိုတော့အချိန်မမီတော့လို့ဒီအိုးစီတောင်ကိုဆက်ပြီးတော့မတက်ခဲ့ပါဘူးဒီပြည့်ကြမှာပြိုးထားတဲ့ပန်းခင်းလေးတွေကိုရန်ကုန်မှာပြန်ဆက်လို့ရတဲ့အပင်တွေကိုလည်းစုံနေအောင်စိုက်ပျိုးထားပါတယ်တိုင်ကလမ်းမှာပြောက်သွားစက်နိုးမရလို့မှခဏရက်ကြတယ်တောင်တက်ကတော့အဖေချန်ရဲ့နောက်ပူဂျိုလေးတစ်ခုမှာအပင်လေးတွေနဲ့ပြိုးပင်တွေကိုလိုက်ပြပေးပါအောင်မယ်ကြည့်ရှုအားပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်